ငါဖြစ်သတ်မှတ်ပြီးတော့လောကမှာပူလောင်မှုတွေနဲ့ဒီလိုဘဝမှာနေကြရတဲ့ပုဂ္ဂိုလ်တွေမှာကိုထင်တဲ့အတိုင်းရောဖြစ်သလားကိုကငါလို့သတ်မှတ်တယ်ငါဟာလို့သတ်မှတ်တယ်ဆိုတဲ့ငါပိုင်တယ်လို့သတ်မှတ်တယ်ဆိုတဲ့ဒီသတ်မှတ်ချက်တွေအတိုင်းဖြစ်ရလားလို့ဆိုမြတ်စွာဘုရားကဆက်ပြီးတော့မိန့်တယ်ယေနယေနဟိမညတိတတောတံဟောတိအညထာတဲ့ကိုထင်တာတွေတခုမှမဖြစ်ဘူးတဲ့အလုံးဟာတလွဲပဲတဲ့နော်ယေနယေနဟိမညတိထင်တာတွေတတောတံဟောတိအညထာကိုထင်တဲ့အတိုင်းမဖြစ်ဘူးတလွဲပဲဖြစ်တာတဲ့အမြဲတမ်းချမ်းသာမယ်ထင်ရင်လည်းချမ်းသာခြင်းမှချမ်းသာမယ်စီဝါဥစ္စာတွေရောင်းလို့မြတ်မယ်ထင်ရင်လည်းရှုံးရင်ရှုံးသွားဟောနေကောင်းမယ်ထင်ပေမဲ့နေမကောင်းတာဖြစ်ခြင်းလည်းဖြစ်သွားအဆင်ပြေမယ်ထင်ပေမဲ့အဆင်မပြေဘူးဖြစ်ခြင်းဖြစ်တယ်လောကကြီးဟာကိုထင်တဲ့အတိုင်းမဖြစ်ဘူးတဲ့တလွဲကြီးပဲဖြစ်နေတတ်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒီမှာမြတ်စွာဘုရားကဆက်ပြီးတော့ရှုမြင်သုံးသပ်ပြတယ်အညထာဘာဝီအဲ့ဒါလို့တလွဲတခြားဖြစ်နေပြီမဲ့လို့တလွဲတခြားဖြစ်နေတဲ့လောကကြီးတလွဲတခြားဖြစ်နေတဲ့ဘဝကြီးမှာကိုပဲဘဝတ္တတော်လောကောဘဝပရိတောလူတွေကအဲ့ဒီဘဝကြီးဟာတလွဲတခြားတွေကိုထင်တဲ့အတိုင်းမဖြစ်လို့စိတ်ပြက်တယ်လို့မအောင်မေ့လိမ့်နဲ့အဲ့ဒီဘဝကြီးကိုပဲတွေ့ကတ်ထားတယ်ဟုတ်တယ်ကိုယ့်ဘဝကိုဟာလူတွေကဘလောက်ပဲဆင်းရဲတဲ့ဘဝပဲဖြစ်ဖြစ်ပျော်အောင်နေကြတယ်လူတွေနော်ဘလောက်ဆင်းရဲပျော်အောင်နေတယ်ဘာဖြစ်လို့လဲဆိုရင်ဘဝကိုတွေ့တာတဲ့တဏှာကရှိတယ်တွေ့တာတဲ့တဏှာရှိနေအဲ့ဒီတဏှာရဲ့တွေ့တာမှုအဝိဇ္ဇာရဲ့ဖုံးပြီးမှုကြောင့်ဘဝပေါ်မှာတွေ့တာပြီးတော့ဆွဲလန်းနေတယ်ဒီတဲ့ကောင်းတဲ့ဘဝကိုမျောလင်းချက်လေးထားပြီးတော့အသက်ရှင်နေကြ